Western Union ဘဏ်နေပြီးတော့မြန်မာပြည်ရဲ့ K-Pay အကောင့်ထဲကိုတိုက်ရိုက်ပေါ့နော်ငွေလွှဲနည်းအကြောင်းပြောပြချင်ပါတယ်ဖုန်းထဲမှာ Western Union ဘဏ်ကကို download ဆွဲမယ် email မိမိ email နဲ့ဖွင့်ခြင်းလည်းရတယ်ဖုန်းနဲ့ဖွင့်ခြင်းလည်းဖုန်းနံပါတ်နဲ့ဖွင့်ခြင်းလည်းရတယ်အဲ့ဒီမှာကိုက US မှာနေသူဆိုလို့ရှိရင် US ကနေပြီး K-Pay တဲ့ကိုမြန်မာပြည် K-Pay တဲ့ကိုတိုက်ရိုက်လွှဲမယ်ကိုမှအခု Bank of America သုံးတယ် Bank of America debit card ချိန်လဲရတယ် credit card ချိန်လဲရတယ်အဲ့ဒီမှာ debit card ချိန်လိုက်တာသူကအရင်ဘယ်လောက်ကျလဲဆိုတော့10ပေါ့နော်10လွှဲမယ်ဒေါ်လာ10ကိုဘယ်လောက်ရလဲကြည့်မယ်နော်ဒေါ်လာ10ကိုကြာတဲ့ငွေကဒီလောက်ဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ debit card ကိုချိန်ပြီးတော့ပိုးကအပါဝင်အားလုံး$12နဲ့69ပြကျပါတယ်ပြီးတော့ continue ကိုနှိပ်လိုက်မယ်မိမိရဲ့ debit card ဒါမှမဟုတ် credit card ကိုချိန်လိုက်မယ်ပို့ကတွေက debit card ဆိုတစ်စီ credit card ဆိုတစ်စီဖြစ်ပါတယ်အဓိကဖြစ်ရမှာသူ့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ပဲဖြစ်ပါတယ်အားလုံးပြီးသွားတော့အောက်ကဆန့်ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့သူစီကိုပတ်စံရောက်ရှိသွားပါပြီ US ကနေပြီးတော့မလေးရှားငွေပို့ခြင်းလဲ Western Union ဘဏ်မှာတွားထုတ်လို့ရပါတယ်လိုအပ်တာသူ့ရဲ့ UN နဲ့ကနံပါတ်ရဲ့ဖုန်းနံပါတ်ရဲ့ Gmail လိပ်စာရဲ့လိုပါတယ်ပြီးလို့ရှိရင်ဒီကနေလွှဲပြီးလို့ရှိရင်Gmail တွေကိုကုတ်ကြလာမယ်အဲ့ကုတ်ကနံပါတ်နဲ့ Western Union ဘဏ်မှာသူက ringgit 50အစ9000ထိတွားထုတ်လို့ရပါတယ်ဆိုတဲ့အကြောင်းပြောပြပေးလိုက်ပါတယ်နော်